အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့လူသစ်တွေနဲ့ပတ်သက်ပြီးတော့လူသစ်ဈေးကွက်ပေါ့နော်လူသစ်ဈေးကွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းဆွေးနွေးကြည့်ကြတာပေါ့နော်ခုနကကျွန်တော်ရန်ကုန်ကယုံနေကျွန်တော် VIP ယုံနေဖုန်းပြောပြတယ်ပေါ့နော်ဖုန်းပြောပြတော့လက်ရှိအခြေအနေမှာလူသစ်တော်တော်များများထွက်ကြတယ်ပေါ့နော် DRER အဓိကအဖြစ် DRER ကတော်တော်များများတင်မောပုံတက်နေကြတယ်ဆိုတော့အရင်ကျွန်တော်တို့ခေတ်တုန်းကဆိုဗျာလူသစ်ဆိုရင်ဒီ formula အဖြစ်ပဲသွားရလဲဆိုတော့လွန်ခဲ့တဲ့12နှစ်13နှစ်လောက်ပေါ့နော် formula ရ calendar ကြဆိုရင်တက်ပုတ်သွားတက်ပုတ်ဒီပြီးနည်းနည်းကောင်းတာဆိုတော့ far ရှိမယ်အပြီးပါရှိမယ်ဆိုတော့ကျွန်တော်တို့မလေးကပုတ်ဒီပေါ့အဲ့လိုပုံကြီးသွားပြီးစီးစားပြီးယူပြီးတော့မှတုံထူပြီးတော့မှနောက်တစ်ခေါက်ကိုဒီ line ကြီးပုံတက်ပေါ့နော်ဆိုတော့အဲ့ဒီတိုင်းနဲ့သွားတယ်အခုကြတော့ဂျားထဲမှာကျွန်တော်တို့ဖြတ်တန်းလာတဲ့ပုံစံကြတော့ကိုရီးယား line ကတစ်ခါကျရင်ကတက်နဲ့တင်ပြီးလူတစ်ဒါကရှားတော့ရှားခဲ့ပါတက်ကရက်နဲ့တက်ကတက်လိုပုံစံမျိုးနဲ့လာတာ300လောက်နဲ့တင်ပြီးတယ်ဒီရိုက်ကြီးကတော့ဒီ company နဲ့ဒီမော်ဒါနဲ့ကိစ္စပေါ့နော်ဒါအဆင်ပြေတဲ့လူတွေလိုက်ကြအောင်ဒါပေမဲ့များသောအားဖြင့်အရင်ကြည်တာများတယ်ပေါ့နော်ဆိုပြီးခဲ့တဲ့နှစ်တွေကကြတော့လူသစ်ကရှားလာတယ်လူသစ်တင်ပေးတဲ့ line တွေကရှားလာတယ်ပေါ့နော်ရှားလာတယ်ဆိုတော့လူသစ်များလာလူသစ်ကပို့များလာတယ်ဆိုတော့အဲ့ဒီမှာဒီတရုတ်ဘက်ကနေပြီးတော့ဒီဟာ ER တွေခေါ်တယ်ဒီကြားထဲမှာဈေးကွက်ကဘာဖြစ်သွားသေးလဲဆိုတော့ဒီတရုတ်ဘက်ကိုလူရဖို့အရေးကိုပြန်အင်းနဲ့ရိုက်ကြီးတွေကအဲ့မှာတရုတ်မဘက်ကိုအန်းတာများပြီးတော့ဒီဘက်ကတောင်းတာတွေကပိုဆိုးလာတယ်နော်အဲ့ဒီဈေးကွက်တစ်ခုဖြစ်လာတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါရဲ့ဆိုင်ရင်တင်မောကြီးပုံမရောက်ကျွန်တော်နည်းနည်းစိုးရိမ်နေလူသစ်တွေတော့နော်အီရန်တပ်ဖို့တွေရောက်သွားတယ်ပြန်ကြားတဲ့တဲ့တွေမကောင်းဘူးမလေးဘုတ်ကိုရောက်သွားတယ်ပြန်ကြားတဲ့တဲ့တွေမကောင်းဘူးအဲ့တော့ကျွန်တော်စိုးရိမ်တာကဒီပထမဆုံးအခေါက်မှာတုံးကျူးတုံးပြဖြစ်တာမျိုးအတက်အနေထိခိုက်တာမျိုးအဲ့ဒါမျိုးကျွန်တော်တို့ကစိုးရိမ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီ VIP စီမံစာဖစ်နဲ့ဒီပွဲသားလောကတွေကိုဝင်လာလေအဲ့ဒီနည်းနည်းလေးကိုတက်နိုင်တယ်လို့ရှော့ပေါ့နော်ဆိုတော့ SRP ရဲ့အစ်စ်တွေနဲ့ကျွန်တော်ချိတ်တယ်တင်မောကြီးကိုရောက်အောင်ကျွန်တော်တင်ပေးတယ်ပေါ့နော်လူသစ်တွေတော်တော်များလည်းအခုတက်သွားကြပြီကျွန်တော် interview တင်တန်းလုပ်ပေးပြီးတော့ကျွန်တော်အဲ့ရနေဆွဲတင်တာပေါ့နော်ပထမစချင်းတော့လာရိုက်ကြီးတွေကအရန်ကြီးမမျှဘူးမမျှတော့ကျွန်တော်လည်းအရန်မတွန်းရဲဘူးနော်အခုနောက်ပိုင်းတော့ဒီ line တော်တော်များများကလာရိုက်ကြီးကဖြည်းဖြည်းနဲ့ပြန်မျှလာတယ်ပေါ့နော်ပြန်မျှလာတယ်မစိုးဘူးလို့ပြောလို့ရတဲ့အနေအထားတခုပြန်ဖြစ်လာတယ်လက်ရှိပေါ့နော်ပြီးရင်အခေါ်လည်းများလာတယ်လူသစ်ကိုအခေါ်များလာတယ်နော်အရင်ကတည်းကဆိုင်ရင်2ဆလောက်ကိုခေါ်လာကြတယ်ဒီ SRP ရဲ့ line တွေရပဲဒါပေမဲ့ထုံးစံတိုင်းတင်မောတော့တိတ်ကိုတင်မောပေါ့နော်ဒါပေမဲ့တင်မောတွေကအကောင်ကြီးတယ်ဘတ်ဆိုလေ9ပေါက်ဒီအားတွေပေါ့နော်တန်ကားဆိုလေခရူဝိုင်းတန်ကားအကောင်ကြီးတယ်ဒီသူတို့တင်မောတွေသွားတဲ့ပုံစံတွေကတော့ကျွန်တော်လည်းတိတ်ကျွမ်းပါတော့ကျွန်တော်ကလူရှာပြီးတင်ပေးတယ် SRP ရဲ့ဆက်ရမယ်တင်မောမှန်ဖြစ်ရမယ်ကျွန်တော်ကတင်ပေးလိုက်ပေါ့နော်ကျွန်တော်ကကြိုးစားပြီးအဲ့ကိစ္စပဲလုပ်တာပေါ့နော်ဒီကလူသစ်တွေကိုပထမဆုံးတစ်ခေါက်မှလမ်းမမားသေးချင်ပေါ့နော်အရင်စိုးဝိုင်းမဖြစ်သေးချင်ရင်းကြည်တော့ပိုကောင်းတယ်ရိုက်ကြီးကြည်တော့ပိုကောင်းတယ်သို့တော်လည်းရိုက်ကြီးမကြည်တော့လည်းတုံးလှလေးဖြစ်တာရင်နောက်တစ်ခေါက်2-4-3-4တက်လို့ရရင်အဆင်ပြေတယ်လို့ကျွန်တော်တို့ခံယူပြီးတော့ကျွန်တော်လုပ်တာအလုပ်ဖြစ်တယ်ပေါ့နော်သူတို့လည်းရှင်းပြလူသစ်ကျွန်တော်များပဲကျွန်တော်တို့ရှင်းပြနော်မိဘပါလာတယ်မိဘကိုရှင်းပြအဲ့ဒါတစ်ပိုင်းပေါ့နောက်ပိုင်းတော့အခုကျွန်တော်တဖြည်းဖြည်းကြိတ်မိလာတဲ့ line တွေကြတော့လူသစ်တွေကိုရိုက်ကြီးလာတာကအရန်ကြီးမကွာတော့ပဲနဲ့အရင်ကြည်လောက်ညီပါတချို့ line တွေဆိုရင်နည်းနည်းပတ်စံတော့ပို့ထွက်တဲ့ line တွေလည်းရှိပေါ်ကြီးနဲ့ပါတယ်ပတ်စံပို့ထွက်တဲ့ line တွေပါရလာပြီဆိုတော့အခုဆိုရင်လူသစ်တွေကတော်တော်များများအဆင်ပြေသွားပြီလို့ပြောလို့ရတဲ့အဆင့်ရောက်ပါပြီနော်ဆိုတော့ကျွန်တော် VIP စီမံစာပေနဲ့ချိတ်ဆက်ရင်SRP ရဲ့အဆင့်နဲ့တင်မောကြီးပေါ်တက်ရဖို့ကျွန်တော်ကအမကန်ပေးတယ်လို့ဒီဗီဒီယိုကနေတစ်ဆင့်သတင်းစကားပါကျင်တယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကလူသစ်ကိုအရင်အများကြီးအထွက်မဟုတ်တော့မှာ
လိုပြောမှာလာတာကောင်းကောင်းလေးနဲ့ပုံမှန်လေးထွက်နေတဲ့ဒိုင်းမျိုးတွေနဲ့လည်းထပ်ပြီးချိတ်ဆက်နေအောင်ကြိုးစားပါဦးမယ်လက်ရှိကတော့လူသစ်အသက်25ဝန်းကျင်ရဲ့အလုပ်ရခြင်းနဲ့ DRER run ဖြစ်တဲ့တလအတွင်းစီမံသူ့နည်းနည်း train ရမယ်ဆိုရင်တလခွဲ2လလောက်အတွင်းကျွန်တော်တို့တင်ဖို့ကိုကြောက်အောင်တင်ပေးနိုင်နေပါပြီဆိုတော့လူသစ်တွေအတွက်တင်ဖို့တော့ကလည်းဝင်မယ်တင်ဖို့ရောက်တဲ့အထိ service ပေးနိုင်ပြီပေါ့နော်ဒီစီမံ service နဲ့ချိတ်ဆက်ရင်အဲ့ဒါလေးလုပ်ပေးနိုင်ပါပြီဆိုတော့အဲ့ဒါလေးပြောပြရင်လည်းဒီဈေးကွက်အကြောင်းလေးနည်းနည်းလာပြောတာပါကျေးဇူးတင်ပါတယ်